TikTok ပေါ်မှာအခုလိုမျိုး background ကိုဘယ်လိုပြောင်းပြီးတော့ရိုက်လဲမသိသေးရင်ကျွန်တော်လိုက်ပြပေးပါမယ် Let's go guys plus လေးကိုနှိပ်ပါနှိပ်ပြီးကျွန်တော် effect ဘက်ကိုရွှေ့လိုက်ပါရွှေ့ပြီးအောက်မှာရှိတဲ့ all effect လေးကိုနှိပ်ပေးပါပြီးတော့အပေါ်မှာရှိတဲ့ man blue ပုံစံလေးကိုနှိပ်ပေးပါ search bar လေးမှာ green screen ဆိုပြီးရိုက်ထည့်ပေးပါအဲ့ညာအပေါ်ဆုံးမှာကြာလာတဲ့ green screen ဆိုတဲ့ဟာလေးကိုနှိပ်ပေးပါကိုပုံမပေါ်ဘူးကင်မရာရှိနဲ့နောက်နဲ့လွဲနေတယ်ဆိုရင်တော့ကျွန်တော်အပေါ်မှာရှိတဲ့ flip ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ပြောင်းလို့ရပါတယ်နှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်အောက်မှာ gallery ရဲ့ပုံလေးရှိပါတယ်အဲ့ gallery ရဲ့ပုံလေးကိုရွေးပြီးတော့ background ထားလို့ရပါတယ်ထားပြီးဆိုတော့ကျွန်တော်စားရိုက်လို့ရပါပြီရိုက်ပြီးတော့အမှန်ကြီးလေးကိုနှိပ်ပါနှိပ်ပြီးရင်ကိုကြိုက်တယ်ဆိုရင် next ကိုထပ်နှိပ်ပါနှိပ်ပြီးတော့ကျွန်တော်အပေါ်မှာ caption ရေးပြီးရင် post နှိပ်ပြီးတော့တင်လို့ရပါပြီအဲ့ဒါဆိုရင် background ကိုဘယ်လိုချင်းရလဲဆိုတာသိပြီပေါ့ကျွန်တော်တို့ Optimus ပါမသိတာလေးရှိမှဖြစ်ဖြစ်မရှင်းတာလေးရှိမှဖြစ်ဖြစ် comment box မှာမေးထားလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးရတယ်ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာဆက်တွေ့တာပေါ့